ဒီနေ့ကတော့ဘွားမှာတစ်ခါမှဟို blind box မဝဲဘူးပေါ့နော်ကိုပတ်စံနဲ့ကိုမဝဲဘူးပေါ့ခါကတော့လက်ဆောင်ရထားတဲ့ဟာလေးကိုလိုပဲဖြစ်ဖြစ်လူတွေ့တော့လေလိုချင်တာပေါ့နော်လိုချင်တော့လေဖောက်ကြည့်မယ်ပေါ့နော်ဆိုတော့ဘဲဟာကြိတ်လဲဆိုရင်ဒီကောင်လေးရယ်ဒီကောင်လေးဒီကောင်လေးမရရင်ရပြီဒီ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
ဟိုလေးဒီလေးမျိုးမရရရပေါ့နော်ခြံတာပေါက်ရင်အဆင်ပြေတယ်โอเคဟုတ်မှာနော်ဟောဆွဲဖောက်လိုက်တယ်စိတ်မရှိဘူးဘာဖြစ်မလဲမသိအလေးလေဆိုတော့နှမျောလိုက်တာဝေါဒီမှာဘယ်ကောင်လေးလဲအော်ဒီမှာဒီဟာလေးမျက်လုံးอ่ะအိုးမျက်လုံးကရောင်ပြန်လေးနဲ့ထင်တယ်ဟေးလှလိုက်တာစစ်စရာလေးအဲ့ဒီရောင်လေးလိုက်တယ်ကြည့်တန်း